လောကမှာလူတွေရဲ့အမြင်ဆိုတာအမျိုးမျိုးရှိတယ်ပေါ့အမြင်မျိုးမျိုးတွေကဓမ္မအမြင်နဲ့ကြည့်လို့ရှိရင်တောင်မှပဲမိမိတို့ပုံဖော်တဲ့ပုံရိပ်ဟာမတူညီကြဘူးဖြစ်ဓမ္မအမြင်နဲ့မြင်တာဖြစ်တော့လည်းပဲကိုမြင်တဲ့အမြင်ကိုပုံရိပ်ဖော်ပြီးတော့ပြတဲ့အခါမှာကွဲပြားခြားနားမှုရှိတယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုဖြစ်ပေါ်လာတဲ့ကိုမြင်ခဲ့တဲ့အကြောင်းအရာတွေကိုတစ်ဖက်သားထင်အောင်မြင်အောင်ဖြစ်လာအောင်ဥပမာပုံဆောင်ပြီးတော့ပြလို့ရှိကြတယ်ဝိပဿနာတရားရှုကြတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲထို့တူပဲကိုယ့်ရဲ့ရုပ်ခန္ဓာပေါ်မှာဘယ်လိုရှုမြင်ကြသလဲစိတ်ခံစားချက်လို့ဆိုတဲ့ဝေဒနာပေါ်မှာဘယ်လိုရှုမြင်သလဲတုံးနဲ့တူညီမှုတော့မရှိကြဘူး။ဘာကြောင့်မတူညီတာတော့ဆိုလို့ရှိရင်အတွင်းမှာရှိတဲ့အစ္ဆတရားတို့အတွေ့အကြုံတို့မတူတာကိုပြောတာနော်။ဘယ်ရာပဲဖြစ်ဖြစ်အလုံးတညီတယ်ဆိုတာဖြစ်တာမဟုတ်ဘူး။တူမှာမဟုတ်။အဲ့ဒါကိုစာပေကျမ်းဂန်ကလူတွေရဲ့စိတ်ထဲမှာမှတ်ဆွဲထားတဲ့တင်ညာရဲ့ကွဲပြားခြားနားမှုလို့လည်းဆိုတယ်ကိုမှတ်သားထားတဲ့အတိုင်းပဲလူတွေကမြင်တာညမပြည်တွေဥကာလမှာတွန်ကျူးလေးရှိတဲ့ငှက်ကိုအိုးအောလို့ခေါ်ကြတယ်နော်အိုးအောလို့ခေါ်တယ်အိုးအောကဘယ်လိုမြည်တာလဲလို့အိုးအောတွန်တန်ကိုမြည်တန်ဆွဲနဲ့ပြောရင်တောင်မှပဲမတူကြတာရှိတယ်ပေါ့နော်ဟိုတဝဲဘက်ကလူတွေကြတော့တူလို့ခေါ်တယ်အိုးအောလို့မခေါ်တူလို့အဲ့ဒီငှက်လေးရဲ့အတန်းကိုမနဲ့ကြနားထောင်ကြည့်တူနဲ့လို့သူတို့ကတူလို့ကြားတယ်တော့ဒီဘက်ကလူတွေကြတော့အိုးအောနဲ့ကြားတယ်ဘာဖြစ်လို့ကွဲပြားခြားနာတယ်လဲကိုမှတ်သားထားတဲ့တင်ညာရဲ့ကွဲပြားခြားနာမှုလို့ဆိုလို့ဒါကြောင့်မို့အတန်ဆွဲတွေပါလည်းပဲတူညီမှုမရှိကြဘူးကြောင်းအော်ရာကိုဗမာတွေကညောင်နဲ့တန်ဆွဲပြုတ်ပြီးတော့ပြောကြတယ်အင်္ဂလိပ်ကျတော့မြုံလို့ပြောပြန်တယ်နော်ကျက်အော်ရာလည်းအဲ့လိုပဲကွဲပြားခြားနာမှုတွေရှိတယ်အတန်ဆွဲနဲ့ပြောတဲ့အခါမှာတုံနဲ့တူမတူညီတာဘာကြောင့်လဲလူတွေရဲ့မှတ်သားတဲ့တင်ညာချင်းမတူခြင်းကြောင့်ဖြစ်တယ်အဲ့တော့တင်ညာကြောင့်ဖြစ်ပေါ်လာတဲ့အတွေးအမြင်ကိုယ်နားထဲမှာကြားသလိုသရုပ်ဖော်ကြတာဖြစ်တယ်ပေါ့ပြင်ဦးတွင်မှာမိုးရသည့်မှာတွန်တဲ့ငှက်ကလေးတစ်ခုရှိတယ်ငှက်ကလေးတစ်ကောင်ရှိတယ်ငှက်တစ်မျိုးပေါ့နော်အဲ့ဒီငှက်ကလေးအတန်ကိုနားထောင်တဲ့အခါမှာသူ့တော်မုံကတပြည့်ငှက်တွေနဲ့မတူသူကဘုန်းကြီးတို့ကြားတာတော့ဘလို့ကြားတော့ဆိုမက်ဖိုနဲ့အော်ရလို့ကြားတယ်ဘာငှက်တော့မသိဘူးတခါကြီးတယောက်ကကြားတာတော့အုပ်ဖို့လို့ကြားတယ်ဘာကြောင့်မတူတာတော့တယောက်ကအုပ်ဖို့လို့ကြားတယ်တယောက်ကမက်ဖို့လို့ကြားတင်ညာဆွဲလို့ခေါ်တယ်ဒါတွေကနော်မတူနိုင်ဘူးဩလို့ကြားတဲ့လူကကြားတယ်လို့တူလို့ကြားတဲ့လူကလည်းကြားမှာပဲသူစိတ်ထဲမှာအဲ့လိုခေါ်တယ်အဲ့တော့ဝိပဿနာတရားကိုရှုတဲ့အခါမှာလည်းပဲမတူဘူးဆိုတာလေးတွေကိုတရုပ်ဖော်တဲ့အခါမှာကွဲပြားခြားနားမှုလေးတွေတော့ရှိတယ်ပေါ့ဘာပဲဖြစ်ဖြစ်ဝိပဿနာတရားနဲ့ရှုမြင်သုံးသပ်ခြင်းရဲ့အနှစ်သာရကဘာတုံးလို့ပြောမယ်ဆိုလို့ရှိရင်လူတွေရဲ့အထင်မြင်တစ်ခုဟာလွဲမှားနေတယ် illusion ဖြစ်နေတယ်ဆိုတာကိုထင်ရှားစေအမှန်တရားပြီဆိုတဲ့အခါမှာရှင်တွေကတွေ့တာမှုတွေလျော့ပါသွားတယ်အမှန်မသိသေးခင်ကတော့တွေ့တာတယ်အာကိုးတယ်နော်
မခွဲနိုင်မခွာရက်ဖြစ်တယ်အမှန်သိလာတဲ့အခါကျတော့အဲ့ဒီတွေ့တာမှုတွေကိုလျှော့ချနိုင်သွားပြီမခွဲနိုင်မခွာရက်ဖြစ်တာမျိုးလည်းပဲရောကျသွားတယ်ဒီလိုဆိုလို့တော့နော်တွေ့တာမှုရောချသွားတာနဲ့မုံတိမှုဆိုတာလည်းပဲအရှိန်သိမ့်မရှိတော့ဝိပဿနာတရားရှုခြင်းအပြင်တူရရဲ့ယင်တဲ့ကတွေ့တာမှုတန်ရောစဉ်တွေကိုလျှော့ချနိုင်တာဖြစ်တယ်တန်ရောစဉ်တွေတွေ့တာမှုကိုလျှော့ချလိုက်နိုင်သည့်နဲ့တပြိုင်နက်သူ့အတွက်ကိုယ့်အတွက်ပူပင်သောကရောက်မှုဆိုတာလည်းရောကျသွားတယ်။သဘာဝတရားပဲဆိုတာကိုသိလာတဲ့ပုဂ္ဂိုလ်တူဟာပူပင်သောကအောင်မဖြစ်စေဘူးပေါ့